ပြည်သူတွေရဲ့ထောက်ခံမှုမရှိဘဲနဲ့ဆိုတော့ဘယ်အဖွဲ့အစည်းဘယ်ပုဂ္ဂိုလ်အားမှနိုင်ငံကောင်းကျိုးအတွက်လုပ်နိုင်မှာမဟုတ်ပါဘူးကျမတို့ထောက်ခံပြီးတော့ကျမတို့အပေါ်မှာကျင်နာမှုရှိတဲ့ဘာလူဘာသားတွေနဲ့တူတူလုပ်တယ်ဒါတော့အားလုံးတူတူလုပ်ပေါ်လို့ရှင်တဲ့အချိန်ကိုရအောင်လို့အမြဲတမ်းခိုင်ခိုင်မာမာတို့တရားမျှတတဲ့ဘက်ကရက်တည်မယ်ဘာလို့တဲ့နေမှာပဲဖြစ်ဖြစ်အရေးကြီးတာတော့စိတ်ဓာတ်အရှိတောင်အာရှရဲ့၄ဦးတည်းသာရှိသေးတဲ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ထဲမှာဒေါအောင်ဆန်းစုကြည်ကအစောဆုံးဆုရှင်ထဲမှာပါပါတယ်။ငြိမ်းချမ်းတဲ့နည်းနဲ့ဒီမိုကရေစီရေးဥဆောင်တိုက်ပွဲဝင်တဲ့မြန်မာလူထုခေါင်းဆောင်အဖြစ်ကမ္ဘာကအတိအမှတ်ပြုထားတာပါ။ဒေါအောင်ဆန်းစုကြည်ကို1945ခုနှစ်ဇွန်လ19ရက်မှာရန်ကုန်မှာမွေးဖွားခဲ့တာပါ။မြန်မာပြည်ရဲ့အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့သားသမီး3ဦးထဲမှာအငယ်ဆုံးသမီးဖြစ်ပြီးတော့ဗိုလ်ချုပ်လုပ်ကြံခံရချိန်မှာအသက်2နှစ်အရွယ်ပဲရှိပါသေးတယ်။ဒေါအောင်ဆန်းစုကြည်အသက်16နှစ်မှာအိန္ဒိယနိုင်ငံတန်အမတ်ကြီးအဖြစ်ခန့်အပ်ခံရတဲ့မိခင်နဲ့အတူအိန္ဒိယကိုလိုက်ပါသွားခဲ့ရပါတယ်။အိန္ဒိယနိုင်ငံမှာနိုင်ငံရေးသိပ္ပံဘာသာရပ်ကိုစီးပူးခဲ့ပြီးတော့အဲဒီနောက်ဗြိတိန်နိုင်ငံအောက်စ်ဖို့တက္ကသိုလ်ရဲ့စိတ်ဟူးကောလိပ်မှာရတနာဗေဒနိုင်ငံရေးသိပ္ပံနဲ့စီးပွားရေးပညာရပ်နဲ့ဘွဲ့ရရှိခဲ့ပါတယ်။1969ခုနှစ်မှာအမေရိကန်နယူးယောက်ကကုလသမဂ္ဂရုံးချုပ်မှာ3နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး1982ခုနှစ်မှာတော့သမိုင်းပညာရှင်ပါမောက္ခမိုက်ကယ်အဲရစ်နဲ့လက်ထပ်ခဲ့ပြီးဗြိတိန်မှာအခြေချလို့သား2ဦးထွန်းကားခဲ့ပါတယ်ကျမကလေဒေါအောင်ဆန်းစုကြည်ကိုလွန်ခဲ့တဲ့အနှစ်40လောက်တုန်းကပထမဆုံးအချိန် SOAS လို့ခေါ်တဲ့ School of Oriental and African Studies မှာဟောပြောပွဲလုပ်တာကိုအဲ့ဒါကိုကျမသွားပြီးဂျုံကပြန်ပေါ့နော်ကျမသွားနားထောင်တော့ဒေါအောင်ဆန်းစုကြည်ကလည်း Oxford ကနေလာပြီးတော့နားထောင်တယ်အဲ့ဒီမှာသူ့ကိုပထမဆုံးအချိန်တွေ့ဘူးတာပါသူကလေမြန်မာထမိန်လေးဝစ်လာပြီးတော့သပင်ကလည်းနေရွက်နောက်မှာစတောက်လေးလို့ပဲချထားတယ်တော့မြန်မာလိုအိတ်ကလေးလည်းလွယ်လာတယ်နော်အခုလိုပဲပိန်ပိန်ပါပါလေးပဲအသက်လည်းအဲ့တော့ကတော့30ကျော်ကျော်လောက်ပဲရှိသေးတယ်ဒါပေမဲ့လေကျမလေသူ့ကိုတွေးလိုက်တာနဲ့ဘုကျော်ဆက်သမီးအောင်ဆန်းစုကြည်ဆိုတာကိုတန်းပြီးတော့လေပြီးလိုက်တယ်ဒေါအောင်ဆန်းစုကြည်ကလေမြန်မာလူငယ်တွေကိုတွေးလို့ရှိရင်လေဒီမှာတွေ့ရတာအလုပ်လုပ်ရတာအဆင်ပြေရလားနော်အခုတုတ္တရှာမီဖို့လည်းအမြဲတမ်းကြံပေးတယ်အချိန်ကိုလည်းအကျိုးရှိစွာသုံးချဖို့လည်းအမြဲပြောလို့ရှိတယ်ပြောတဲ့အတိုင်းလည်းသူကိုယ်တိုင်လည်းအမြဲလုပ်တယ်ဆိုနောက်ဒေါ်ဆန်းစုကြည်ရောသူခင်မောင်မိုက်ကယ်တို့တွေ့လို့ရှိရင်လေသူတို့ကအမြဲတမ်းလက်ထဲမှာဖလက်ဆာစာအုပ်တိုင်ထားမယ်နှုတ်ဖို့ရင်လည်းသူတို့နားမှာစာအုပ်တို့နှုတ်ကတော့အမြဲတမ်းရှိတယ်Oxford အိမ်ကိုပထမဆုံးအချိန်ကျွန်မသွားခဲ့တော့လည်းလေဘယ်နေရာကြည့်လိုက်စာအုပ်တွေကြီးပဲအဲ့ဒါကျမကလည်းမြန်မာနိုင်ငံကနေရောက်ခါစားဆိုတော့လေစာအုပ်မြင်တိတ်စိတ်ဝင်စားတိတ်လိုချင်တာဟုတ်အဲ့တော့စာအုပ်တွေကိုကြည့်ပြီးတော့အချိန်မကိုင်းပြီးလက်မကိုင်းပြီးနဲ့တအားတော့ဖြစ်ကြရဘူးတော့မှတ်မိနေပါတယ်။နောက်မိဖို့လည်းအင်တာထဲမှာတောင်မှစာအုပ်စင်တွေနဲ့စာအုပ်တွေထားတယ်လေ။နောက်တခြားအိမ်တွေမှာလိုပဲရုံမြင်တန်ကြားကြီးတွေအဲကနေမှတခါတနာထားတာမျိုးတွေလည်းမရှိပါဘူး။နော်သူ့အိမ်ကိုလည်းရိုးလေးပဲပြင်ထားတယ်။သူတို့ကခီးတွေရမ်းသွားခဲ့တော့လေတိဘက်တူဘူတန်တို့မှာသူတို့ဝယ်ခဲ့တဲ့ပစ္စည်းလေးတွေကိုအဲ့ဒီအိမ်ထဲမှာပဲเนาะဟိုနားဒီနားလေးတွေမှာထားပြီးတော့အလှပြင်ထားတာအဲ့လောက်ပဲအလှပြင်ထားပါတယ်1988ခုနှစ်မတ်လမှာမိခင်ဒေါခင်ကြီးကျမ်းမာရေးကြောင့်မြန်မာပြည်ပြန်လာချိန်ကစလို့မြန်မာပြည်ဒီမိုကရေစီရေးဦးဆောင်သူလူထုခေါင်းဆောင်အဖြစ်ရှိခဲ့တာပါရှစ်လေးလုံးရေးတော်ပုံကာလမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုတည်ထောင်ပြီးတော့မြန်မာနိုင်ငံရေးထဲပါဝင်ခဲ့ပါတယ်1989ခုနှစ်ဇူလိုင်လမှာနိုင်ငံတော်ကိုနှောက်ယှက်ဖျက်ဆီးလိုသူတွေရဲ့ဘေးရန်နေရမှာကာကွယ်ဆောက်ရှောက်တဲ့ဥပဒေပုံမှန်30ခါခွေးအရာဆိုပြီးစစ်အစိုးရကပထမဆုံးအကြိမ်နေရင်အကျယ်ချုပ်ချထားခဲ့ပါတယ်။အကျယ်ချုပ်ကနေရွေးကောက်ပွဲဝင်ဖို့ကြိုးပမ်းခဲ့ပေမဲ့ကန့်ကွက်ခံရလို့1990မတ်လ28ရက်နေ့ရွေးကောက်ပွဲမှာသူရှင်ပြိုင်ခွင့်မရခဲ့ပါဘူး။ NLD ပါတီအနေနဲ့အဲ့ဒီရွေးကောက်ပွဲမှာအပြတ်အသတ်နိုင်ခဲ့ပေမဲ့စစ်အစိုးရကအာဏာလွှဲပြောင်းပေးဖို့ညှင်းဆန်ခဲ့ပါတယ်။1995ခုနှစ်မှာနေရင်အကျယ်ချုပ်ပြန်လွတ်မြောက်ခဲ့ပြီး9နှစ်အကြာမန္တလေးတိုင်းကိုစီယုံရေးခရီးသွားဖို့ကြိုးပမ်းစဉ်2000ခုနှစ်ကနေ2002ခုနှစ်အထိနောက်တစ်ကြိမ်နေရင်အကျယ်ချုပ်ကျခဲ့ရပါတယ်။လူထုတွဲဆုံပွဲတွေအတွင်း2003ခုနှစ်မေလ30ရက်ကဖြစ်ခဲ့တဲ့တပရင်အရေးအခင်းမှာလည်းသူ့ကိုထောက်ခံသူတွေနဲ့ပါတီဝင်အချို့တေဆုံးတာနဲ့ထိခိုက်တာတွေရှိခဲ့တယ်လို့သူကိုယ်တိုင်လည်းအသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိဖြစ်ခဲ့ရပါတယ်။2003ခုနှစ်ကနေ2010ခုနှစ်အထိမှာတော့နေရင်အကျယ်ချုပ်ကာလအင်းစိန်ထောင်တွင်အကျဉ်းဆန်ဘဝတွေနဲ့ဖျက်ဆီးခဲ့ရတာပါ။ဒီအထက်မှာအမေရိကန်နိုင်ငံသားဂျွန်ရက်ဒေါကအင်ယာကန်ကနေဒေါအောင်ဆန်းစုကြည်နေအိမ်ထဲရ
ရေကူးပြီးခိုးဝင်လို့အမှုထပ်တိုးခဲ့ပြီးအင်းစိန်ထောင်ထိရောက်ခဲ့ပြီးအကျဉ်းချခံခဲ့ရတာပါစစ်ကောင်းဆောင်ဆက်ဆက်ကဒေါအောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးဩဇာကိုထိန်းချုပ်နိုင်မှုစူးစမ်းခဲ့ပါတယ်သူ့ရဲ့နိုင်ငံရေးသမားဘဝတစ်လျှောက်မှာဆယ်စုနှစ်ခုလောက်ကနေအကျယ်ချုပ်ဘဝအကျဉ်းဆန်ဘဝတွေနဲ့ဖြတ်သန်းခဲ့ရတာ2021ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းအထိပါပဲဟုတ်ဆိုကြစစ်တပ်အရန်ခိုင်မှာပြတ်သားတယ်လို့ပြောဖြစ်ပါတယ်နော်သူကဒီအချင်းကြားခဲ့တဲ့ကာလတိုင်းမှာသူကဒီစယူတဲ့ပဲဒီပိုင်းလုပ်တယ်အချင်းကြားတယ်မှာသူစယူအောင်ဆိုဖေရတရားလုပ်တယ်စာဖတ်တဲ့လုပ်တယ်အဲ့တော့ဟိုတော့သူက review ပေးတယ်လို့ပြော review နားထောင်တယ်ဥစ္စာတော့သူတို့မှ TV ပေးတယ်ပေါ့ဒါလေးသူကြည့်ပြီးနားထောင်တော့ဖြစ်ပါတယ်အဲ့တော့ဒီဒေါ်ဆန်းစုကြည်အနေနဲ့သူကအမြဲတမ်းစစ်ကိုကျုပ်တွေနဲ့အမြဲတမ်းရေဆိုင်ကြိုတွေ့နေရတဲ့ဟာကျတော့ဒီစစ်ကိုကျုပ်တွေရဲ့မဘာဝသူကကောင်းနားလေတဲ့အတွက်ကြောင့်မို့သူအချင်းကြားတဲ့အတွင်းမှာပါတီကဘယ်သူပဲချိကနော်စကားစားကိုကျုပ်တရားဘယ်လိုပဲချိကသူကအမြဲတမ်းအခြေအနေမှန်အောင်သုံးသပ်ပြီးတော့အမြဲတမ်းတုံ့ပြန်လေးရှိတယ်နော်ဒါကြောင့်မလို့ပေါ့နော်အခုလေအရေးကြီးဆုံးကတော့ကိုကြီးကိုလာတဲ့စာရင်ပါတီဦးစားပေးမယ်ပါတီရဲ့စာရင်နိုင်ငံတော်ဦးစားပေးမယ်ဆိုတော့အမြဲတမ်းပေါ့နော်ပြောကြတာလည်းရှိတယ်လက်တွေ့လည်းကျင့်သုံးကြတာဖြစ်ပါတယ်2010နိုဝင်ဘာမှာနေအကျယ်ချုပ်ကနေလွတ်မြောက်ပြီးလူထုနဲ့တွေ့ပါတီတာဝန်တွေပြန်လုပ်ရင်2012ကြားပြတ်ရွေးကောက်ပွဲမှာလွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပါတယ်2015ရွေးကောက်ပွဲမှာလည်း NLD ပါတီကအစိုးရဖွဲ့နိုင်တဲ့အထိအပြတ်အသတ်အနိုင်ရခဲ့ပြီးရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင်ဖြစ်ပေမဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်59စလုံးအရသမ္မတဖြစ်ခွင့်မရခဲ့ပါဘူးဒီအကျက်အတဲကြားကပဲနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ယာရုဖန်တီးပြီးတော့အစိုးရအဖွဲ့ကိုသူဦးဆောင်နိုင်ခဲ့ပါတယ်နိုင်ငံရေးသမားဘဝတစ်လျှောက်မှာကဘာနဲ့မြန်မာလူထုထောက်ခံမှုအင်းနဲ့အားနဲ့ရှိခဲ့တဲ့ဒေါအောင်ဆန်းစုကြည်မှာလူထုနဲ့တိုက်ခံဖြစ်ရတာနိုင်ငံတကာကဝေဖန်ပြစ်တင်ခံရတာတွေလည်းရှိခဲ့ပါတယ်။စကိုင်းတိုင်းစလင်းကြီးကလက်ပတောင်းတောင်ကျင်းနီတူးဖော်ရေးတရုတ်စီမံကိန်းရဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ဥက္ကဋ္ဌဖြစ်ခဲ့လို့ဒေသခံလူထုနဲ့အတိုက်ခံဖြစ်ခဲ့ရတာမျိုးကထင်ရှားပါတယ်။တခါ2019ခုနှစ်ရခိုင်ပြည်နယ်မြောက်ပိုင်းကရိုဟင်ဂျာအရေးကင်တွယ်မှုအပေါ်မှာလည်းနိုင်ငံတကာရဲ့ပြစ်တင်ဝေဖန်မှုတွေကိုအဆိုးဆုံးခံခဲ့ရပါတယ်။အဲ့ဒီကာလတွေမှာနိုင်ငံတကာကသူ့ကိုပေးခဲ့တဲ့ဂုဏ်ပြုစုတွေလည်းပြန်လည်ရုပ်သိမ်းခံခဲ့ရတာတွေရှိပါတယ်။ရိုဟင်ဂျာတွေကိုလူမျိုးတုံးတပ်ဖြတ်တယ်ဆိုတဲ့ဆွဆွဲချက်ကြောင့်အပြည်ပြည်ဆိုင်ရာတရားရုံး ICJ အထိသွားရှင်းခဲ့ပြီးမြန်မာစစ်တပ်ကိုအကာအကွယ်ပေးခဲ့တယ်ဆိုပြီးနိုင်ငံတကာနဲ့လူခွင့်ရေးသမားတွေကပြစ်တင်ရှုတ်ချခဲ့ပါတယ်။2020ရွေးကောက်ပွဲမှာတော့ NLD ပါတီဟာမဲဆန္ဒနယ်920မှာအနိုင်ရခဲ့ပြီးထောက်ခံမဲ82%ကျော်ရရှိခဲ့တာပါ။ဒါပေမဲ့စစ်တပ်ကမဲမတမာမှုတွေလုပ်ခဲ့တယ်လို့ဆွဆွဲပြီး2021ခုနှစ်ဖေဖော်ဝါရီလရက်မှာအာဏာသိမ်းခဲ့ပါတယ်။အာဏာသိမ်းတဲ့နေ့ကလေးကဖမ်းဆီးခံခဲ့ရတဲ့ဒေါအောင်ဆန်းစုကြည်ကိုနေပြည်တော်ကောင်စီနယ်မြေတဲကနေအိမ်တစ်ခုမှာတစ်နှစ်ကျော်အကျယ်ချုပ်ထားခဲ့ပါတယ်။2022ခုနှစ်ဇွန်လမှာတော့နေပြည်တော်အချုပ်ထောင်ကိုပြောင်းရွှေ့ထားခဲ့ပြီးဆွဆွဲခံရတဲ့အမှုပေါင်း19မှုအတွက်ထောင်ဒဏ်33နှစ်ချမှတ်ခံခဲ့ရပါတယ်။အကျဉ်းချခံထားရတဲ့သူ့ကိုအာဏာသိမ်းစစ်တပ်ကတော့နိုင်ငံတွင်းပြည်ပခါတွေနဲ့ပတ်သက်လို့နှုတ်ဆက်နေတယ်လို့မကြာခဏထုတ်ပြောလေ့ရှိပါတယ်။အာဏာသိမ်းတဲ့နေ့ကလေးကဖမ်းဆီးခံရတဲ့ဒေါအောင်ဆန်းစုကြည်အပေါ်စစ်တပ်ရဲ့ဒီလိုဝေဖန်မှုတွေကိုလက်မခံသူတွေကများစွာရှိပါတယ်။ပြင်ပကဘာနဲ့အဆက်အသွယ်ဖြတ်တောက်ခံရတဲ့ဒေါအောင်ဆန်းစုကြည်ကိုစစ်တပ်ကစီစဉ်ပေးသူတချို့တွားရောက်တွေ့ဆုံတာရှိခဲ့ပေမဲ့ဒေါအောင်ဆန်းစုကြည်ဘက်ကတော့လက်ခံတွေ့ဆုံတာမရှိခဲ့ဘူးလို့ခိုင်မာတဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။ဒါကြောင့်ပဲဒေါအောင်ဆန်းစုကြည်ဟာမြန်မာနိုင်ငံရေးထဲမှာခေတ်ကာလတစ်လျှောက်အဓိကကျတဲ့နေရာမှာရှိနေသလိုစစ်အစိုးရအဆက်ဆက်ဒေါအောင်ဆန်းစုကြည်ရဲ့လူထုအပေါ်ဩဇာလွှမ်းမိုးထားနိုင်မှုကိုလစ်လူရှုလို့မရနိုင်တာကငြင်းလို့မရတဲ့အချက်ပဲဖြစ်နေပါတယ်ရှင်။